မဟုတ်ဘူးလေကြီးတော်ရဲ့တရားသူကြီးရှေ့ကြတော့ तू ကမှချက်နဲ့လက်နဲ့ပြောနိုင်တာကြီးတော်တို့ကိုစား तू ကပြောပေးမှာနေစားမအောင်ကွမင်းတို့တရားသူကြီးကဗမာမဟုတ်လို့လားဗမာပေါ်ကြီးတော်ရဲ့ဗမာကြီးဖြစ်ကွယ်လူငါပြောနေစရာမလိုပါဘူးငါပါစက်နဲ့ငါပြောမှာပေါ့ကြီးတော်နဲ့တော့ခက်နေပါပြီကြီးတော်တို့ကပေးကိုပေးတို့ကိုရိုက်ထားတဲ့သူတွေလေတို့ရိုက်တာတရွာလုံးမြင်နေတဲ့ဥစ္စာကိုဘယ်နဲ့လို့ကွယ်မလို့ဟောငါရောက်မှတုံးတီကခါခွာစီးတော်ဘုလိုမသပင်းဆောက်ဆွဲတော်ငါဆိုတာမင်းစီးထားတဲ့ခုံမနဲ့ချွတ်ပြီးရိုက်တာဘယ်နဲ့ချက်ပန်းတောင်မသိဘူးတဲ့ဟာကြီးတော်အဲ့အမှန်နေသွားမပြောနဲ့လေကြီးတော်ဒုက္ခရောက်သွားမှာပေါ့ဩတရားရောက်ဆိုတာအမှန်မပြောရဘူးလားကွရှင်မင်းကဘာမှမလုပ်ပဲနန်းတော်တဲ့ငုတ်တုတ်ထိုင်းနေရနေပြီးတော့ရွှေတွင်းငွေတွင်းဗရမ ्या တွင်းနေပိုင်တယ်ကျမတို့လူတူကဘာဖြစ်နေလဲလာကရိတ်ခတော်ဖြစ်ကြီးတော်နဲ့ခတ်ထားတဲ့အချိန်မှာကျမတို့လူမျိုးတွေထင်းခွေစားရတာနှစ်ဖူးကချွေချီမကြောင်လောက်ကင်စားတောင်းရတဲ့ဘဝတွေနဲ့ကျမတို့ပရိသတိခေတ်ကိုဖြတ်တန်းခဲ့ရကျမတို့တီဘောမင်းပါတော်မူသွားတယ်1948ခုနှစ်မှာကိုလိုနီအင်္ဂလိပ်အစိုးရတက်လာတာဘိုးတောင်ဆိုးသွားတယ်ကိုလက်တွေ့ရောက်မှသူတစ်ပါးအုပ်ချုပ်နေတော့ကတယောက်နဲ့တယောက်စီးလုံးညီညွတ်ခဲ့ကြတဲ့မျိုးချစ်တွေဟာကိုလက်ထဲရောက်ခါမှစိတ်ဝမ်းနေကိုကြတော့တာပဲပထဆအစိုးရတဲ့ပမညတ်တယ်ကွန်မြူနစ်တောင်အဖြူတဲ့အနီတဲ့ရဲဘော်တောင်မှရဲဘော်ပြူရဲဘော်ပါမျိုးစစ်တွေဖြစ်နော်တက်လာတဲ့အစိုးရတိုင်းပြည်အတွက်ဘာမှမလုပ်လိုက်ရသေးဘူးစစ်တပ်ကအာဏာဝင်သိမ်းသွားရ1962ဒေါ်လာရေးကောင်စီခေတ်နောက်တော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဆိုပြီးတော့နာမည်ပြောင်းလိုက်တာကျမတို့ခေတ်ပေါ့နော်ကျမ1962ခုဘွားပါကျမတို့ခေတ်တုန်းကလည်းအမေရိဒေသလူငယ်ရှေ့ဆောင်လူငယ်လမ်းစဉ်လူငယ်တက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဆိုပြီး PS Political Science ဆိုပြီးသင်ရတယ်ဘဝဟူသည်သဘောတရားရှေ့ဆောင်မိရှုရောင်တို့ဘာညာနဲ့နော်အော်ချက်လိုက်ရတာပြီးတော့ဘာမှလည်းမဟုတ်နော်ပညာမဟုတ်တာတွေကိုကျမတို့သင်ပေးခဲ့ဒါပေမဲ့လို့ကျမတို့အဲ့ဒီခေတ်ကကျမတို့နိုင်ငံဂုံရောင်ပြောင်းခဲ့ပါတယ်ကဘာကတောင်တိမှတ်ပြုပါတယ်ဘယ်လိုအတိမှတ်ပြုတယ်လဲကဘာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားတော့တာပါပဲကဘာအဆင်းရဲဆုံးနိုင်ငံမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်သွားလိုက်တာအဲ့ဒီကဘာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားလို့88အရေးတော်ပုံကြီးပေါ်လာတယ်ဒီနေ့အသက်30ထိလူငယ်တွေကောင်းကောင်းကြီးကြုံလိုက်လိမ့်မယ်နော်ကောင်းကောင်းကြီးနားလည်လိုက်လိမ့်မယ်အင်မတန်ကြောက်စရာကောင်းတဲ့မင်းမဲ့ဇယိုက်တွေနဲ့88အရေးတော်ပုံကြီးဖြစ်ခဲ့တယ်နော်နောက်တိုင်းပြည်ကမငြိမ်မသက်တွေဖြစ်လာတော့ထုံးစံတိုင်းစစ်တပ်ကအာဏာဝင်သိမ်းတယ်ပေါ့ခဏရဲ့လို့ဝင်သိမ်းလိုက်တာစစ်တပ်ကလည်း22နှစ်ကြာသွားခဲ့အပြင်းအစင်တွေကလည်းထိုနည်း၎င်းပါပဲမကြခင်မှာ2015ရွေးကောက်ပွဲကြီးကျင်းပတော့မယ်နော်ကျင်းပလိမ့်မယ်လို့ကျမတို့မျှော်လင့်ရတာပါပဲနော်အဲ့တော့တွက်ကြည့်လိုက်လို့ရှိရင်တိုင်းပြည်လွတ်လပ်ရေးရပြီးနှစ်ပေါင်း80နီးပါးရှိတဲ့အထိတိုင်းပြည်ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့အစိုးရပေါ်ပေါက်မလာသေးတာကလည်းကျမတို့နိုင်ငံရဲ့ကံကြမ္မာပါပဲကျမတို့လည်းကိုယ့်အသက်အရွယ်နဲ့အမျှပါပဲနော်ဘယ်လိုဖြစ်နေလဲဆိုတော့ကျမတို့တိုင်းပြည်ကကျမတို့လူငယ်တွေဟာဂျပန်ခေတ်တော့လိုင်းတူလီရီယိုဖမ်းရတယ်လို့ပေါ့နော်လိုင်းတူပဲမိတယ်ဂျပန်သူ့ရဲ့စစ်သတင်းတွေသူ့ရဲ့ဝါဒဖြန့်မှုတွေကိုဖမ်းလို့ရတဲ့လိုင်းတူရေဒီယိုပဲကင်ခွင့်ပြုတယ်တခြားကမ္ဘာနိုင်ငံအသီးသီးကဖမ်းလို့ရတဲ့လိုင်းရှင်းနော်လိုင်းပေါင်းစုံပါတဲ့ရေဒီယိုတွေ့ရင်ဂျပန်ကဖမ်းတယ်ကျမတို့တိုင်းပြည်ကလည်းလိုင်းတူနဲ့ပဲမိနေခဲ့တဲ့နှစ်ပေါင်းအများကြီးကြာခဲ့ပါပြီကျမတို့လူငယ်တွေဟာရှေ့ကိုရောက်ချင်ကြပြီဒီကနေ့အင်တာနက်ခေတ် globalization ခေတ်မှာကျမတို့လူငယ်တွေဟာမြင်းကောင်းနေလို့ပြေးချင်ကြပြီမြင်းကောင်းများဟာဝန်းကကျွတ်လိုက်တာနဲ့တပြိုင်တည်းထပြေးတယ်ကဘာမြေပေါ်မှာငါပြေးစရာမြေမှာရှိပါအောင်မလားဆိုရဲစိုးရိမ်စိတ်နဲ့ပြေးတော့တာခရီးရောက်တော့ပတ်ပါနော်ရောက်တော့ပြေးတယ်ကျမတို့လူငယ်တွေမညံ့ပါဘူးနော်ကျမတို့လူငယ်တွေကမြင်းကောင်းများလို့ပြေးချင်နေပြီဒါပေမဲ့လို့မြင်းကြိုးတွေလိုပဲမြင်းဆောင်ထဲမှာအခြေခံထားတာလည်းကြာပါပြီရှင်အဲ့တော့ကျမတို့လူငယ်တွေမှမတိုးတက်ဘူးဆိုရင်တိုက်ပြည်ဘယ်နဲ့လို့တိုးတက်မှာတော့เนาะအခြေခံဥပဒေပြင်ဆင်ရေးတဲ့ PR စနစ်တဲ့ Federal မူတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတဲ့ကျမတို့တိုင်းပြည်ကဒီခါတဲ့အတန်နေညမ်းနေတာပြည်သူလူထုကတော့နားမလဲရှာကြပါဘူးများသောအားဖြင့်ဆင်းရဲသားလူဒန်းစားပြည်သူလူထုတွေနားမလဲဘူးကျမကြီးတော့ကျမရွာကိုထိုးပြီးမိတ်ဆက်ဆရာမလိုပါဘူးเนาะကျမမြင့်ချံမြောက်လက်ကအညာကြီးတော်သူပါကျမကြီးတော်အေးမတော်သူကြီးဆင်းရဲသူမကြီးပေါ့ကမောက်ကမဖြစ်ခဲ့ရပုံလေးကျမပြန်ပြီးဖောက်တဲ့ချအောင်ဆရာတော်ဘုန်းကြီးကျောင်းကသင်ပေးလိုက်တဲ့ပညာလေးလောက်နဲ့ပဲဘဝလုတ်ပြီးနေခဲ့ရတာကိုကျမတို့ရွာမှာစံပဆိုတာရှိတယ်ကျမအကိုဝင်းကွဲတော်ပါတယ်
စံပါငယ်စဉ်တောင်ကြီးနဲ့မိဘနှစ်ပါးဆုံးပါသွားတော့ဆွေမျိုးတွေကဆရာတော်ကြောင့်မှရှင်ပြုတ်ပေးပြီးတော့ကိုရင်လေးဝစ်ပေးထားဒါပေမဲ့အချိန်တန်အရွယ်ရောက်တော့စံပါကိုရင်ဝစ်နဲ့မနေချင်တော့ဘူးလူထွက်လာစံပါကိုဘိုးတို့အိမ်မှာစရင်ငါးပဲလို့တော့တနေ့မှထင်းပေါက်တာပေါက်စိန်နဲ့နော်ပစိန်နဲ့ထင်းပေါက်တော့ပစိန်သွားကျွတ်ပြီးခြိတိုင်းမှာခြိထားတဲ့နွားလေးပေါင်မှန်ပြီးနွားလေးကပေါင်ပြဲပြီးသွေးတွေကိုရဲကနေဖြာဆင်းကိုဘိုးတို့ကအဲ့ဒီနွားလေးကိုတိတ်ချစ်တာမွေးကနေကနွားလေးကဖြူးဖြူးဆွတ်ဆွတ်ကလေးမွေးလာတော့မဆပဲလို့နာမည်ပေးထားမဆပဲလေးပေါင်ပြဲသွားတာမြင်တော့ကိုပေတူကထတယ်ပြီးကိုစံပရဲ့မျက်နှာကိုလက်သီးနဲ့ဓာတ်ဆိုထိုးချလိုက်တော့စံပမျက်လုံးကိုလက်ဝါးနဲ့အုပ်ပြီးတော့အောင်မလေးပြဆိုဖင်ထိုင်ရဲ့လဲသွားအဲ့ဒါကိုဘူးမသိဘာမသိနဲ့နော်ရှေ့ရပြဿနာဘာမှမသိဘူးကျမကြီးတော်ကမြောက်ရက်ကနေတောင်ရက်ကိုအလဲထွက်လာတာခုံမနဲ့ရှက်တိုက်ပြီးတော့လက်ထွက်လာပြီးတော့ကျတော့စံပကိုပေတူကထိုးလိုက်တာစံပဖင်ထိုင်ရဲ့လဲသွားတာလည်းမြင်ရောဆင်းရဲသူဆင်းရဲသားမတရားလုပ်ရပါမလားဘယ်နဲ့တော့တရွာသားလာပြီးအနိုင်ကျင့်လို့ရွာထဲကရှိသမျှမိန်းမတွေဟစ်အော်ခေါ်တော့ကျမအမတွေလည်းဘာမှမသိဘူးနော်ကြီးတော့အိမ်မှာခေါ်တာနဲ့ပဲပြေးထွက်လာပြီးကိုပေတိုးဝိုင်းရိုက်ကြကိုပေတိုးလည်းခေါင်းကိုသွေးတွေကိုရဲလို့ကိုပေတိုးကဒဏ်ရာတလောက်မဟုတ်ဘူးမိန်းမတွေဝိုင်းရိုက်လို့သွေးတွေထွက်ရတယ်ပေတိုးရှုံးရတယ်ဆိုတာမဖြစ်မခံချင်တော့မြင်းကြံတရားရုံတက်ပြီးတော့တရားဆွဲတော့အဲ့ဒီတော့ကကျမကြီးတော်တွေကျမအမတွေမြို့တောင်တစ်ခေါက်ရောက်ကိုမလွယ်ဘူးကျမတို့ရွာနဲ့မြင်းချံနဲ့9တိုင်ဝေးတယ်နော်9တိုင်ဆိုတော့မိုင်အားဖြင့်14မိုင်ပေါ့အဲ့ဒီမှာတရားရုံးကတရားစွဲတယ်ဆိုတော့ဥပဒေအရမလာလို့ကမဖြစ်တော့ဘူးမြို့ကိုသွားရမြို့ရောက်သွားတော့တရားရုံးကိုသွားထုံးစံတိုင်းပေါ့အမှုပွဲစားနဲ့စတူအမှုပွဲစားကကျမကြီးတော်ပြောတယ်ကြီးတော်ဒီတိုင်းနေလို့မရဘူးကြီးတော်ရဲ့ရှေ့နေငှားရလိုက်မယ်အလို့တော့ပေတော့ငါတို့ဝိုင်းရိုက်တော့ဒီအနားမှာမရှိပဲနဲ့ဘယ်နဲ့ကြောင့်တို့ကသူ့ပတ်စံပေးငါမှာတော့ကွမဟုတ်ဘူးလေကြီးတော်ရဲ့တရားသူကြီးရှေ့ကြတော့ तू ကမှချက်နဲ့လက်နဲ့ပြောနိုင်တာကြီးတော်တို့ကိုစား तू ကပြောပေးမှာနေစမ်းမအောင်ကွမင်းတို့တရားသူကြီးကဗမာမဟုတ်လို့လားဗမာပေါ့ကြီးတော်ရဲ့ဗမာကြီးဖြစ်ကွလူငါပြောနေစရာမလိုပါဘူးငါပတ်စံနဲ့ငါပြောမှာပေါ့ကြီးတော်နဲ့တော့ခက်နေပါပြီကြီးတော်တို့ကကိုပေတိုးကိုရိုက်ထားတဲ့သူတွေလေကြီးတော်တို့ကမရိုက်ပါဘူးဆိုတာကိုရှေ့ကနေပြီးကာကွယ်ပြီးပြောရမှာကြီးတော်တို့မရိုက်ပါဘူးလို့ तू ကလိန်ပြောရမှာမင်းကလည်းကွယ်တို့ရိုက်တာတရွာလုံးမြင်နေတဲ့ဥစ္စာကိုဘယ်နဲ့လို့ကွယ်မလို့ဟောငါရောက်မှတုံးတီကခါခွာစီးတော်ဘုတို့မသပင်းဆောက်ဆွဲတော်ငါဆိုတာမင်းစီးထားတဲ့ခုံမနဲ့ချွတ်ပြီးရိုက်တာဘယ်နဲ့ချက်ပန်းတောင်မသိဘူးတဲ့ဟာကြီးတော့အဲ့အမှန်နေသွားမပြောနဲ့လေကြီးတော့ဒုက္ခရောက်သွားမှာပေါ့။အော်တရားရောက်ဆိုတာအမှန်မပြောရဘူးလားကွ။ဟာကြီးတော့လည်းမှန်တာရောမမှန်တာရောဒီလိုပြောနေကြတာပဲ။ဒါပေမဲ့ကြီးတော့ဘာမှတလဲကြီးတော့တို့ကတရက်ခံနော်ရှင်းနေမငှားရင်ဟိုဘက်ကတစ်ဖက်ရှင်းနေရခုကန်သွားရင်ကြီးတော့ထောင်ကျသွားလိမ့်မယ်။ထောင်နဲ့6လိုက်တော့ကျွန်မကြီးတော့လည်းကြောက်သွားပြီးတော့ပါလာတဲ့ပတ်စံလေးချွေးကန်နဲ့ထုတ်ပြီးတော့ရှင်းနေ900ရှာမှုပွဲစားတဆင့်တက်လာကြီးတော့ရှေ့နေငါယုံနဲ့မပြီးသေးဘူးတရားသူကြီးကိုရေလောင်းလာအောင်မယ်ကြီးတော်ရဲ့မင်းကလည်းကွယ်တကြံမဟုတ်ခါမဟုတ်တရားသူကြီးရေနဲ့သွားလောင်လို့ငါတမှုက2မှုတိုးနေပါအောင်ကွယ်ရှေ့ရအမှုမှာမပြတ်လို့စိတ်ညစ်ရတဲ့ထဲမင်းကလည်းတမျိုးကြီးတော်နဲ့တော့ခက်တော့တာပဲရေလောင်းနေဆိုတာလာကျွန်တော်ပြောပြမယ်ဆိုရုံးတောင်ကိုခေါ်သွားပြီးကျမကြီးတော်ကိုတိုးလေးပြောလိုက်တာဘာပြောလိုက်တော့မသိဘူးကျမကြီးတော်လည်းတရားသူကြီးရေးထလောင်းရတော့တာပါပဲနော်ဘယ်နှပုံးလောင်းလိုက်ရတယ်တော့မသိဘူးပေါ့တကယ်အမှုရင်ဆိုင်ရမယ့်နေ့ကိုရောက်လာတဲ့ခါကျတော့ကျမကြီးတော်တောသူတောင်သားပြီးအင်မတန်ကြောက်တာဘူးနော်ရုံတော်ထဲမှာထိုင်းနေရင်ကနေကလထိုင်းမှာထိုင်းနေရင်အသားဆတ်တုံရှေ့ရမဘူးတို့မဝဲစိန်တို့မတုံးတီတို့စစ်နေတဲ့အချိန်ခါမှာကျမကြီးတော်ကတုံးနေပြီတခြားဟာကိုကြောက်တာမဟုတ်ကျမကြီးတော်ကြမ်းကျင်ရမယ်ဆိုတာကိုကြောက်ကြမ်းတုပ်ကြီးကိုကိုင်းပြီးကြမ်းကျင်ရမယ်ဆိုတာကြီးကိုကြောက်တာပေါ့နော်ကျိန်စာထိမယ်ငါဘာပြောမှသွားမလဲဒီလိုတွေးပြီးပူတာပေါ့မဘူးတို့အားပေးတယ်မအေးမတော့ဘာမှကြောက်စရာမလိုဘူးနော်ကျန်းတုပ်ကို तू ကပေးရင်ကိုကအသာလေးကင်လိုက်ရုံပဲရှေ့က तू ဆိုတဲ့အတိုင်းကိုကအသာလေးလိုက်ဆိုရုံပဲတော့ဘာမှမကြောက်နဲ့အဲ့ဒီမှာရုံကလှမ်းခေါ်ကျမကြီးတော့အလှည့်ရောက်လာပြီလေတော့အေးမဆိုထပါတယ် तू ကဒါပေမဲ့ကလထိုင်က तू ကတော့ထနာပဲကြွားလို့ကိုမရနော်ကုန်းပြီးထနာဘလို့မှထမရတော့မဝဲစိန်တို့2ယောက်က
ဒါလည်းတယောက်တစ်ဖက်ဂျိုင်းကနေမပြီးတော့တရားသူကြီးရှေ့ကိုဆွဲခေါ်သွားခုံမနှက်တရွတ်ဆွဲပြီးပါသွားရှေ့ရောက်တော့ယုံမင်းကကျန်းတုပ်ကိုထိုးပြီးတော့ကြိုင်ပါတယ်ကျမကြီးတော်လည်းကျန်းတုပ်ကိုလှမ်းဆွဲယုံမင်းကတိုင်ပေးတာပေါ့နော်ယုံမင်းကနေပြီးတော့ဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုပါတယ်ကျမကြီးတော်လည်းဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုမဟုတ်သေးဘူးလေကြီးတော်ရဲ့မဟုတ်သေးဘူးလေကြီးတော်ရဲ့နေအောင်ကျွန်တော်ဆိုမဆိုနေအောင်ကျွန်တော်ဆိုမဆိုယုံမင်းကတခွန်းကျမကြီးတော်တခွန်းယုံမင်းကတခွန်းကျမကြီးတော်တခွန်းနဲ့ဘယ်လို့မှကြမရနော်ကြီးတော်ကကြောက်ပြီးတော့တုံတော့ကြီးတော်ကတုံတော့ကျန်းတုပ်ကြီးကပါတုံတယ်ကျန်းတုပ်ကြီးတုံတော့ဟိုဘက်ကယုံမင်းကပါလိုက်တုံရှေ့ပါနော်တရားသူကြီးကအခြေအနေမဟာမှန်းသိတော့အနာချထားတဲ့တူနဲ့စပွဲကိုထုလိုက်တာဒုံထုလိုက်တာနော်ထုပြီးတတိပေးတာပေါ့အဲ့ဒီကျမပို့ဆိုးတော့တာကျမကြီးတော့လန့်ဖြန့်ပြီးတော့မယိုးသိစီကယုံတော်ရှေ့မှာမြန်းပါချတာနော်သိစီเจ้าကြီးကိုပေါ့နော်ဒါတကယ်ဖြစ်ပျက်ခဲ့တာကျမအညာသူညာသားကျမဆွေမျိုးများတဲ့မှာလည်းကျမထည့်ပြီးရေးထားတရားသူကြီးကဲဒီအမှုကိုနောက်တစ်ပတ်ရွှေ့လိုက်တော့ကွာဆိုပြီးတော့အထဲဝင်သွားနောက်တစ်ပတ်ရွှေ့လိုက်တယ်ဆိုတော့ကျမကြီးတော့လည်းရွာပြားလာတာပေါ့ဟိုတုန်းကကျမတို့ရွာတွေမှာခက်ကမမီဘူးတရေအိတ်တို့နော်ဒီလိုအိတ်တွေတုံးကကောင်းမှလည်းမသိဘူးလက်ဆွဲချင်းလည်းမသုံးတောင်းကိုပဲအသုံးပြုတယ်နော်တောင်းကဝင်စီတယ်လည်းအကုန်ထည့်တာပဲသမင်းအိုတောင်းဟင်းအိုတောင်းအဝတ်စားဝဲလာသမျှပစ္စည်းအကုန်လုံးတောင်းနဲ့ထည့်ပြီးရွတ်တဲ့ဒလိပေါ့အဲ့ဒီ14မိုင်အဝေးကိုတရားရုံးကနေကျမကြီးတော့အဲ့တောင်းကြီးရွက်ပြီးတော့ကစင်းစုံတွေပေါ်မှာဇက်တောက်နဲ့ရွာပြန်ချရွာရောက်တော့လည်းပြဿနာမပြီးသေးဘူးအဲ့ဒီတောင်းကိုသွန်းချလိုက်တဲ့အခါတောင်းထဲကကျန်းတုပ်ကြီးထွက်ကြလာနော်ရောင်ပြီးကောက်ထည့်လာတာကျန်းတုပ်ကြီးလည်းမြင်လိုက်တော့ကျမကြီးတော့ငယ်တိတ်ငွေပေါက်တနာအောင်မလေးတော့ဆိုပြီးခုံပြီးတော့ရွာတဲ့ကဲကြပါအောင်ယူကြပါအောင်လည်းလို့ရွာဝိုင်းလာတာပေါ့မြို့ကတရားရုံးကကျန်းတုပ်ကြီးပါလာလို့ဆိုကျမတို့ရွာလုံးလာကြည့်တာဝိုင်းကြီးနဲ့အပြည့်ပဲကျန်းတုပ်ကြီးကအဲ့ဒီကိုပြစ်ပေါ်မှာဒီတိုင်းကြီးပဲနောက်တကြီးကအတန်ကြားတော့ရွာတဲ့ရုပ်စုတကြီးကလည်းအတန်ကြားတော့ထွက်လာတာပေါ့နောက်တပည့်တွေနဲ့ထွက်လာပြီးတော့တကြီးကလည်းအဲ့ဒီကျန်းတုပ်ကြီးမကိုက်ဝင်ဘူးနော်တကြီးကသားမကိုက်ဝင်တော့မှာပေါ့နော်ကဲဒီကျန်းတုပ်ကြီးဒီတိုင်းထားလို့တော့မဖြစ်ဘူးရွာတဲ့ရက်ထဲတော့ကြောက်ကုန်ကြပြီအဲ့တော့တို့ရွာဦးဆရာတော်ကျောင်းကိုသွားထားမှဖြစ်မယ်တပည့်တယောက်ယူခဲ့ခါတဲ့တပည့်တယောက်ကကျန်းတုပ်ကြီးကိုင်းပြီးတကြီးကရှေ့ကနှခမ်းမိုးကြီးနဲ့တခါတဲ့ရွာဦးဆရာတော်ကျောင်းကိုသွားတော့ဆရာတော်ကဆွန်းစားပြီးတဲ့အချိန်နော်ကွန်ရစားမလို့ဆိုကွန်ဒီလေးညံ့ကျောင်းပေါက်ဝါကိုရင်လေးတွေကသဲလာလို့ဆရာတော်ကလည်းဒီသတင်းကြားထားပြီးပြီနော်အဲ့ဒီမှာတကြီးတပည့်တွေကျန်းတုပ်ကြီးနဲ့ဝင်လာတာလည်းမြင်ဆရာတော်ကျောင်းပေါက်ကဗရင်းပေါက်ကနေမတ်တက်ရပြီးဟေးခမရတို့မကောင်းကျောင်းပို့ကျောင်းမယူခဲ့ကြနဲ့ဒါပေမဲ့တကြီးကဆရာတော်ဘယ်နဲ့မကောင်းဘူးပြောတာတော့ရက်ရွေးရနဲ့ဆိုင်းလာပြီဖေဟောဒီကျန်းတုပ်ကြီးကိုရွာကတော့ဘယ်သူမှမထားဝင်ဘူးအဲ့တော့ဖះနဲ့တရားနဲ့နေတဲ့ကိုတော့ရှိမှာပဲအပ်ထားမှာဖြစ်မှာရရေးရွာရေးပါဖះလက်ခံပါဖះမနဲ့ကြရင်တော့တပည့်တော်ကိုယ်တိုင်မြင့်ညံတရားရုံးကိုသွားပြီးပို့ပါမယ်ဖះဆရာတော်လည်းစဉ်းစားတာပေါ့လေအင်းရရွေးရွာရေးဟုတ်ပြီသားပဲငါရွာရက်ကလောက်နဲ့ဆုံးကုန်းကိုဖုံးပေးရတာပဲကဲဒါဖြစ်ရင်လည်းထားခဲ့ဆရာတော်ဖះဇင်ရှိရဖះစရိုက်ရှိမှာအဲ့ဒီကျန်းတုပ်ကြီးကိုတင်ထားခိုင်းဖျားစရိုက်ရှိမှတင်ပြီးတကြီးနဲ့တပည့်တွေကပြန်သွားဆရာတော်လည်းတညာလုံးကောင်းမကျင်းရရှာဘူးနော်ဒီကျန်းတုပ်ကြီးရှိမှဂူတယ်ကောက်တယ်နဲ့ပရိတ်ကြီးဆက်တဲ့တုပ်ညာလုံးပေါက်ရွတ်နေရတောသူတောင်သားများကြောက်ပြီးဆိုရင်ဘုန်းကြီးတွေကလည်းကြောက်တာပဲနော်မနဲ့လင်းတော့ညဉ့်ညံတရားရုံးကမင်းစီတယောက်ကလိုက်လာတယ်ဒီကျန်းတုပ်ကြီးဒီဖွားကြီးလက်ထဲပါသွားတာနေမှာပဲဆိုစပိန်နဲ့လိုက်လာတော့ဟုတ်တယ်တက်ကြမကြမိတာဟောဒီရွာကျမတို့ရွာကကျန်းတုပ်ကြီးပြန်မိမင်းစီရတခါတည်းစပိန်ကယ်ရီယာနောက်ထိုးပြီးတော့ရွာကစင်းစုံကနေပြီးတော့စပိန်နင်းသွားတော့ကျမကြီးတော့အေးမရွာရိတ်ထိလိုက်ကြည့်စမ်းမအောင်အေးတို့သာတရွာလုံးကြောက်နေတာပါအေးဒင်းတို့ကြည့်ရတာကျန်းတုပ်လည်းကြောက်ပုံမရပါဘူးအေးနှစ်တည်းကြာတော့ကျမကြီးတော်ကိုမေးကြည့်ကြီးတော်ရဲ့လို့ကျမမေ့နေလို့ကိုပေတိုးနဲ့ကြီးတော်တို့အမှုကဘလို့ပြီးသွားတာတော့ညီကလည်းအေးတဲ့ပေတိုးနဲ့ငါတို့ကအမှုပြီးနေတာဖြင့်ကြားလာပေါ့တဲ့ရွာကနေတို့ငင်းချံကိုလှဲအတူတူစီးပြီးလာတဲ့တော့ငင်းချံရောက်တော့လေမှုရင်ဆိုင်ရထမင်းတိုးတဲ့အတူတူခူးစားနေပြီအေးတဲ့မပြီးတာကဗဘဲမောင်တင်တရားမပြီးတာတော့ကျမလည်းဘက်နဲ့ကြီးတော်တို့အမှုတဲ့အိမ်တွင်းမင်းမဟာဂီရီနတ်ကဘယ်နဲ့လောက်ပါလာပါလိမ့်နေသားမောင်ကြီးတော်ရဲ့ဘဘဲမောင်တင်တယ်ဆိုတာဘယ်သူ့ကိုပြောတာတော့ညီကလည်းအေးစာရေးဆရာမလုပ်နေပြီပူလိုက်တာဘဘဲမောင်တင်တယ်ဆိုတာတရားသူကြီးကိုပြောတာတော့ညီ तू ကမျက်မှန်ကြီးကိုဟောလို့တတ်ထားပြီးမျက်လုံးကြီးကပေါ်လှန်ကြည့်ပြီးလက်ကတူးတစ်ချောင်းကင်ထားတာတို့ကဘဘဲမောင်တင်တယ်လို့နာမည်ပေးထားတာတော့
ဒါနဲ့အေးတဲ့ကြာတော့လေငါတို့ကအမှုရင်ဆိုင်ရတာကြာတော့စိတ်ကမရှိတော့ဘူးတဲ့တရက်ကြာငါရုံးတော်ထဲမှာထပြောလိုက်တယ်အေးတဲ့ဟုတ်လားလို့ကြီးတော်ဘလို့ပြောလိုက်တာတော့တို့ရွာစံပါပစိန်သွားကျွတ်တာတခါရဲ့မောင်မင်းတို့ရုံးကပစိန်သွားကျွတ်လို့ပဲမဆုံးနိုင်တော့ဘူးလို့ထပြောပလိုက်တယ်အေးတဲ့သူတို့ဥပဒေကိုလည်းနားမလဲဘူးအမှုတွေဘာမှနားမလဲဘူးရိုးပဲဘဝကိုဖြတ်တန်းတယ်အဲ့ဒီလူတွေကိုအားတယ်ဆင်းရဲတယ်လို့ဆိုမယ်ဆိုရင်လဲဆိုကြပေါ့နော်ဖေးတတ်နိုင်မှာမလဲတိုင်းပြည်ကဆင်းရဲပါပြီဆိုလို့ရှိရင်တောသူတောင်သားတွေကပထမဆုံးငတ်တယ်ဆိုတာကိုကျွန်မကိုတွေးနဲ့သိပါတယ်ကျွန်မတို့ရွာတွေမှာသုံးလွန်းတင်ထမင်းဆိုတာဒီကနေ့အချိန်ထိချက်စားနေကြတော့ရွာဟာအညာရွာဖြစ်တဲ့အခါပဲတို့နှမ်းတို့ကြက်သွန်တို့စိုက်ရပါမယ်ကျွန်မတို့ရွာတွေမှာစပားစိုက်လို့မရဒီအတွက်အခါမှပြက်ပြီဆိုလို့ရှိရင်ကျွန်မတို့ရွာတွေမှာတရွာလုံးဆွဲချလို့တောင်မှဆန်တစိမ့်မရအခါပြက်ပြီဆိုလို့ရှိရင်ဆံပြူချက်စားနိုင်တဲ့သူကဘယင်ကံပဲအဲ့ဒီကာလတွေတုန်းကနော်ပြောင်းငယ်ပဲရယ်ဆန်ကလေးပျောက်နော်ဆန်ချမ်းလေးပျောက်ထည့်ပြီးတော့သုံးလွန်းတင်ထမင်းကိုချက်စားခဲ့ရသုံးလွန်းတင်ထမင်းကပူပူလောလောဆိုရင်တော့နော်စားလို့ကောင်းပါတယ်ပြောင်းအီလေးနဲ့ငပိခင်ငရုတ်တီးတောင်းလေးနဲ့ပေါ့စားလို့ကောင်းတယ်ဒါပေမဲ့ထမင်းအေးသွားပြီဆိုအဲ့ဒီထမင်းဒီပြောင်းထမင်းတွေကအင်မတန်ကျန်းလာဘူးစားမြကြည့်လေချောင်းတွေကကိုမစင်ဘူးဒါကြောင့်မလို့စားဖြစ်အောင်ဆိုပီလောရွက်ဟင်းကြိုပြီးတော့အဲ့ဒီသုံးလုံးတင်ထမင်းကိုပီလောရွက်ဟင်းကြိုနဲ့ညှောချခဲ့ရတဲ့ဘဝတွေပါဘဲနောက်နဲ့ပြောင်းစံကောက်သားငယ်ရန်ဝေဖန်နှော့ရှက်ယောဂချက်လို့ပြောဘက်ကမမြင်ဩစာပြုံးတဲ့သုံးလုံးတင်ကိုတဲ့အမလီအဲ့ဒီသုံးလုံးတင်ထမင်းစားတာတော့နတ်ဩစာအလားပါပဲတော့သူတောင်သားများရဲ့ဘဝနော်အခါပြက်တစ်လျှောက်လုံးမှာအဲ့ဒီထမင်းသုံးလုံးတင်ထမင်းဘလောက်တောင်အစားနာခဲ့တယ်လဲဆိုရင်ကျမတို့အဖိုးအဖွားတွေတခါတလေသုံးလုံးတင်ထမင်းကိုလွန်းဆိုပြီးတမင်တခါတောင်ချက်စားဒီကနေ့အချိန်ထိလည်းကျမတို့ရွာထဲမှာသုံးလုံးတင်မျိုးစဲမပြတ်သေးဘူးအဲ့ဒီထမင်းကိုကျမတို့ရွာထဲနာမည်ပေးထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ဆင်းရဲသားထမင်းဆင်းရဲသားထမင်းနဲ့နဘန်းလုံးနေရတဲ့ကျမတို့တိုင်းရင်းသားတွေကျမတို့ပြည်သူတွေဟာတိုင်းပြည်နဲ့အနှံ့ရှိတယ်ဆိုတာကျမဟောပြောပွဲတွေတွားရင်းနဲ့တွေ့လာခဲ့ရပါတယ်ပညာမဲ့ခြင်းကြောင့်ဘဝနာကြရတိုင်းပြည်မငြိမ်သက်ခြင်းကြောင့်ဘဝနာကြရတယ်အုတ်ချုပ်သူအစိုးရတွေမကောင်းခြင်းကြောင့်ဘဝတွေနာကြရပါတယ်ရှင်အဲ့ဒါလို့အကြောင်းတွေကြောင့်ဘဝနာသွားတဲ့လူတစ်ယောက်အကြောင်းကိုကျမကလေးပြောပါမယ်ကျမ9နှစ်10နှစ်သမီးလောက်တုန်းကကြုံတွေ့ခဲ့ရတဲ့လှေဒိုးသားကြီးတစ်ယောက်အကြောင်းပေါ့ကျမတို့မိဘများဟာအေယာဝတီမြေရိုးတစ်လျှောက်မှာစုံကြီးစံကြီးနဲ့အညာဆန်လှေကြီးနဲ့ကုံကူးတန်းရောင်းဝယ်ခဲ့ကြတဲ့မိသားစုတွေပေါ့ကျမတို့မိဘတွေဟာအေယာဝတီမှာကျမတို့လှေတကြီးကြော်ရဲ့လို့အဖေနဲ့အမေကနာမည်ရတာဟိတ်ကြီးတာပါနှစ်ဖူးကချွေချီမကြအောင်လှုပ်စားရတာကျမအရွယ်ရောက်တဲ့ထိကျမမှတ်မိသေးတယ်ကျမမိဘတွေမှာရလာတဲ့ငွေလေးနော်ဇနီးမောင်နှံလှေထိုးပြီးတော့ရလာတဲ့ငွေလေးကိုမြေအိုးစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နော်မြေအိုးစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နဲ့အဖေနဲ့အမေမှာနလန်ထူခဲ့ရတဲ့လူကိုမရှိပါဘူးကြာတော့ဓမြတွေနဲ့တောင်ဖောက်တယ်ဖြစ်နေမျက်နှာတိဓမြများတက်တာမြင်ရင်ကျမအမေကအမလီထမင်းရင်ခူးကြွေရသေးတာဓမြကိုလေကြီးထဲမှာစပွဲဝိုင်းကြီးနဲ့ထမင်းခူးကြွေပြီးတော့မျက်နှာလှုပ်ရတာဓမြကလည်းစားတယ်ဘယ်အချိန်ကငတ်နေတယ်လဲတော့မသိဘူးပေါ့နော်ကျမအမေကကျွေးလဲကျွေးသေးတယ်ပါဇက်ကလည်းအငြိမ်မနေဘူးနေပါဦးကွယ်မင်းတို့မလဲမြေရိုးမြင့်ပါတယ်တို့လင်မယားလှေလောက်6နေထင်ပါရဲ့ကွယ်မဟုတ်ရပါဘူးလှေတကြီးကြော်ရဲ့ကျုပ်တို့မှာစားစရာမရှိလို့ဓမြတိုက်စားရတာပါထမင်းတလို့ကျွေးတဲ့ဂျေဇူးလဲကြီးမားပါရဲ့ဒါပေမဲ့သုံးစရာမရှိလို့ငွေလေး100လောက်ပေးခဲ့ပါဦးချော့ပြီးဓမြတိုက်တာပေါ့နော်အေးဓမြတိုက်တာပေါ့ကျမအမေကလည်းဒေါ်သူကြီးဆိုတော့ဒုတ်ထိုးအိုးပေါက်ပြောစရာရှိတာတော့ပြောချလိုက်မယ်ပေါ့နော်ဘာကွက်ငွေ100ဟုတ်လားတို့လင်မယားဟောဒီရွာစိတ်ကန်းနဲ့ဟိုးအထက်တကောင်းကြာညက်ထီရအောင်ခါကုန်းအောင်လှေထိုးပါမှနဝလီကအစိတ်ရတာနဝလီကဆိုတာကုံတင်ကပေါ့မင်းတို့ကို100ပေးရမယ်ဆိုတော့ဒီလိုလုပ်ရအောင်ကွာတဲ့တို့လေကြီးကိုမင်းတို့ယူထားလိုက်တော့တဲ့တို့လင်မယားဓမြတိုက်စားတော့မယ်အဲ့ဒါမျက်နှာတိဘဝနဲ့ဓမြနဲ့တွေ့လို့နော်မျက်နှာစိမ့်ဓမြများလှေပေါ်တက်လာတာမြင်ကျမမေကအမလီနားမှာပန်းထားတဲ့ငကကလေးတတ်ပါအောင်ဖြုတ်ဇတ်ဆိုငပီအိုးတဲ့ထည့်ပြီးမြုပ်ထားပြုံးငင်းနေဆိုတော့ဓမြငပီအိုးတဲ့ငကမြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဓ
ဒါပေမဲ့ဓမြလည်းအကင်းပါတယ်လေပေါ်တက်လာတဲ့တပြိုင်တည်းကျမအမေနားကိုအရင်လှမ်းကြည့်လေတကြီးကတော့ခမရနေရွက်ဖျားတွေဖြူးနေပါလားဧကနာငကအခုမှချွတ်လိုက်တာထင်းနေတော့မဟုတ်ရပါဘူးတော်တို့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပေးလိုက်ရပါရောလားတိုင်းပြည်ထဲမလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှာဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်ဒီကြီးကတော့ခမည်းဘာစကားပြောတာလဲကျုပ်တို့များအနှုတ်ဆုပ်ကုန်းဆုပ်ဓမြများအောက်မေ့တယ်လို့လားမအောက်မေ့ရပါဘူးတော့လက်နက်ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနှုတ်ဆုပ်ကုန်းဆုပ်ဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော့ရာဟုတ်နဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းအတူတူပါတော့တဲ့ကျမအမေကတော့ဓမြရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတောသူကြီးပြီးပေါ့အဲ့ဒီလိုကျမမိပါတယ်မှာလေတန်းလှိုင်းတန်းသခိုးဓမြတန်းခံခဲ့ရရုံနဲ့မကဘူးဆက်လက်မှုမင်းတိုင်းတန်းဆိုတာလည်းခံခဲ့ရသေးတာကျမအမေကအမြဲတမ်းပြောတယ်ငါသမီးရဲ့တဲ့အိုစာမင်းစာတဲ့အိုစာညီစားစရာမရှိရင်ကိုယ့်ကိုပလက်လန်အိတ်နေအေးနေလို့ရသေးတယ်တော့တဲ့မင်းစာများအေးကိုနေလို့မရတာတော့တဲ့ညီစဉ်းစားကြည့်စမ်းမအောင်အေးတဲ့ဟောဒီကိုတိုင်းပြည်ထဲမှာသူ့ဘာသူတဘာဝအလျောက်စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာညီနဲ့ကိုစိုက်ချင်တဲ့စိတ်ကန်းရဲစိုက်ဝင်တာမဟုတ်တော့တဲ့လှေစိုက်လိုက်တာနဲ့တပြိုင်နက်တည်းစိတ်ကန်းပုံကဆင်းကောက်တာကျမတို့ခေတ်လည်းမထူးပါဘူးကျမတို့ခေတ်လည်းဘယ်လမ်းကိုသွားခြင်းလဲနော်သွားခြင်းတဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ်လမ်းကိုဖြောက်သွားရတယ်မရှိဘူးဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတယ်တလမ်းလုံးနှက်ဆက်နေရတဲ့အတိုင်းပဲလမ်းခင်းတဲ့စရိတ်ကြေးပြီဆိုလို့ရှိရင်အဲ့ဒီဂိတ်ကိုပိတ်သိမ်းရတယ်တဲ့ကျမတို့တိုင်းပြည်ထဲမှာတော့ဂိတ်ကျမတခါမှမတွေ့ဘူးဂိတ်တွေပဲပွားလာတာဂိတ်ပွားတွေပေါ့အဲ့ဒီလိုကျမမိပါတယ်မှာဒီအေယာဝတီမြစ်ကြီးထဲမှာလှေနဲ့တက်နဲ့လုတ်ကင်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အေယာဝတီကိုချစ်မြတ်နိုးကြပါတယ်ဆိုရင်ကျမတို့မိသားစုကများကြီးပို့တော့မှာပေါ့ရှင်နွေအေယာဝတီမိုးအေယာဝတီဆောင်းအေယာဝတီဥဒုသုံးပါးစလုံးမှာအေယာဝတီမြစ်ကြီးပေါ်မှာအညာဆန်လှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားနဲ့ရွေ့ခဲ့ရတာပါအညာဆန်လှေကြီးပေါ်မှာပဲဘဝရဲ့တဝက်စာကုန်ခဲ့ရတယ်အေယာဝတီနဲ့ရေကိုကျမအမေကတည်တာပေါ့လှိုင်းကောင်းဖြူထတဲ့တောင်းလေးလှန်လို့မြစ်ကအကြီးလန်နေမိုးစနေလေယာဟုမိုးဆိုရင်စနေတောင်းကလာတတ်တယ်ယာဟုတောင်းကမှိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိမ့်မယ်မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလင်းပြီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်နေရွက်မရှိမှုဒီကနေ့နေတုံးတာတဲ့တော့ညနေကျတော့အေကန်လေကျလိမ့်မယ်ကျမအမေကတတ်အပ်ပြောနိုင်တယ်တကယ်လဲအမေခံမတဲ့အတိုင်းပဲညနေကျရင်လေကျလာတာပဲရေစကိုင်းလှိုင်းပခန်းအေယာဝတီမှာရေပန်းနေထတဲ့အေယာဝတီလေလူးလို့လှေမူးပြီဆိုလို့ရှိရင်မင်းဝင်တောင်ဝေ့ကိုလှေကြီးကိုခေါင်းခွေပြီးတော့တလေခိုရတယ်လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာဆန်လှေခေါင်းခွေပြီးတော့လေခိုရတဲ့ဘဝတွေစီးတိမ်တောင်ပါကိုရောက်တော့ထိုးဝါထောက်ရတယ်မြည်ရည်ဒီတိုက်ပြီးတိုးပြီဆိုလို့ရှိရင်ကျမအဖေကကျိုးဆွဲပြီးဆန်ရတယ်ပေါ့လေလေးပြက်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့နော်လုပ်ငန်းတွေရှားပါလို့ဝင်မရှိဘူးဆိုရင်ကလပဲတစ်ဆုပ်ကိုရေနဲ့နာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေကြရဟောဒီလိုသွားရင်လာရင်အခင်းကိုတွေ့လို့ရှိရင်ငရုတ်ခင်းခရမ်းခင်းချင်မောင်ခင်းတက်ပြီးခူးကြတယ်လေသမားတွေကအခင်းရှင်မရှိဘူးဆိုရင်တအိုးစားတနက်ချက်ကျွတ်ကိုစွန့်ကျဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ကိုရီမှန်းပြီးတော့ခွန်တောင်းပြီးတော့မှဒီချင်မောင်တွေကစုံတွေကိုခူးကြရတယ်လှီးလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်စီးတာတဲ့တောင်ကြီးမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြက်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ဝေရှာသူမအေးဆိုတာလို့အေးစစ်ငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလှေမော်တော်တွေမှာလေချောင်းပြောက်ပြတတ်ထားတဲ့တကွန်းတွေပေါ့ဟိုးအောက်ပြီးအောက်ရကိုစုံသွားတဲ့လှေဒိုးသားကျမအဖေဟာအညာကိုပြန်ဆန်ခြင်းပဲလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွက်တိုက်ရမှာဘူးအဲ့ဒီရွက်ကြီးနဲ့တလားရွေ့ပြီးလာမှကုံကြီးနဲ့သူနိုင်မှာပေါ့ဒီကုံတွေအပြစ်နဲ့လှေကိုကျမအဖေကမထိုးနိုင်ပါဘူး
နော်ဒါကြောင့်မလို့စီးတာတဲ့တောင်ကျင်မှာတောင်လေကိုမိတ်ဆွေဖွဲ့ပါလို့ကုတ်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့လေတို့သားရဲ့တန်ဝါကြောင်ကြီးနဲ့ဆိုလိုက်တဲ့အတန်ရဲ့နောက်မှာဘဝတွေအတိတ်ပဲအများကြီးပါပါတယ်နော်ကျမတို့လေအောက်ဘိုးကလေးကြိုက်လိုက်ချီရောက်ဟိုးအထက်ဆိုရင်ဗမောကတာဆေးဖို့မြင့်ချင်းတွေထိစုံကြီးဆန်ကြီးနဲ့အေယာဝတီကိုကူးလူးနေရတော့ကျမအဖေကကြာတော့အေယာဝတီကိုတော့အားနာတယ်ညအိယာဝင်တိုင်းကျမမိဘများဟာမေတ္တာပို့ကျေးဇူးလေးတီးလိုက်ပြီဆိုရင်အေယာဝတီကိုမေတ္တာပို့တယ်အေယာဝတီကိုပါထည့်ပြီးမေတ္တာပို့အေယာဝတီမြစ်ကြီးတက်တော်ရကြောရှေပါစေပေါ့ရှင်အခုတော့ကျမအဖေလေတကြီးလည်းမရှိတော့ပါဘူးကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝက်မိုင်းစင်လေးအောင်မှာကျမအမေကဒူကောင်းနှလုံးကိုထောင်းစိတ်ပရိစိတ်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာဆန်းလေကြီးလည်းမရှိတော့ပါဘူးလေလို့ပြောပြီးဆိုရင်ဟောတာကဦးတုံဟောတာကပဲ့တုံဟောတာကပရိလိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပန်းကျမတို့ကသိတယ်အေယာဝတီမြစ်ကြီးထဲမှာလေကြီးတစ်စင်းဆန်တက်လာပြီဆိုရင်အဲ့ဒီလေကြီးဟာမန်းလက်လားအေယာဝတီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်နော်ဒီကနေ့ခေတ်မှာအေယာဝတီဆိုတဲ့အတန်ကြီးညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်နေစမ်းမအောင်ငါသမီးရဲ့အဲ့ဒီတို့အေယာဝတီမြစ်ကြီးကဘယ်သူပိုင်တဲ့မြစ်မို့လို့လဲအမေကလည်းသမီးတို့နိုင်ငံကပိုင်တာပေါ့အမေရဲ့ဟဲ့တို့ပိုင်တဲ့မြစ်လို့သာပြောတယ်ငါတို့မြစ်မကိုမရလို့လုတ်ချင်နိုင်မလို့ရလို့တိုင်းတစ်ပါးသားတွေကစိတ်ဆိုးနေကြဆိုမဟုတ်ရပါဘူးအမေရဲ့မြစ်ဖြားမှာဆယ်ဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါအလို့တော့ဒင်းတော့ဘယ်နဲ့ကြောင့်တို့တိုင်းပြည်တဲ့ဝင်ပြီးလူဘာဝရတာတဲ့တို့တိုင်းပြည်လဲမိမဲလင်းယူသူလိုဖြစ်နေပါပြီကျမအမေကပြောရင်ပုံတို့ပတ်စလင်းလို့ပါလွန်းတော့ကျမမေးကြည့်ရတော့အမေရဲ့မိမဲလင်းယူသူလို့ဆိုတာဘာကိုပြောတာတော့အမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းကကြီးခိုင်းနဲ့အနာရီအများကြီးပဲဝဲတယ်ဆိုတော့ဒီကုလုံးအချစရာမရှိဘူးကြီးခိုင်ဆုံးသွားတော့မိမဲကနောက်လင်ယူတယ်လေနောက်လင်ကအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နဘိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလားဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြီလေအဲ့ဒါလိုဖြစ်နေပါပြီဒါကတော့အမေရဲ့သူ့အကျွေးရှိလို့ဆရတာနေမှာပေါ့အမေရဲ့ဒင်းတို့ကများတို့တိုင်းပြည်ထဲလာပြီးဒီတတိမှုတ်လောက်ကတော့ဘယ်ထမ်းမင်အောက်ကကောက်ကောက်ရတယ်လို့များမှတ်နေသလားတို့ပြောပါအမေရဲ့ကြားသွားပါဦးမယ်အမေညီကဘယ်သူကြားမှာဆိုတာတော့ညီတို့အဲ့ဒါလိုကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှင်းလိုက်မယ်ဘာမှတ်တယ်လို့အခုလဲတောင်ရရှင်တွေကိုမြောက်ကနှင်းနေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါလားအဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးကသူချစ်တဲ့အေယာဝတီကိုထိလာတော့အသေးဆက်တုံရတာတက်ဆက်တုံမှာပေါ့အေယာဝတီကိုဘဝလုတ်ခဲ့ရတာကိုကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားကိုထဲပဲမြစ်ကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလှေပြန်ဆန်လာတော့လှေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေလေရွာဆိုင်ကားကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့အဲ့ဒီမှာလေဦးထိတ်ကနေလှေကိုနော်မျောတိုင်းကြီးကိုခွဲတက်ပြီးတော့ခါကြီးထောက်ပြီးရက်နေတဲ့လူကြီးကိုကျမလှမ်းပြီးမြင်လိုက်ရကျမကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးကစုပ်ဖွားကြီးနော်သပင်ဟာစီးတဲ့ဝေးပြီးချောက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲ့သီးတွေကလည်းအဖီးတွေနဲ့အင်ကြီးမပါဘူးပစိုးရုပ်ကြောင်ကြိုက်ထားတယ်ပစိုးထုခွင်းကိုဆက်လွယ်တိုက်ထားတာလှေဦးထိပ်မှာမမကြီးရက်နေတယ်ဘလူကြီးတစ်ခေါက်လို့တော့ကျမထင်သွားလိုက်သေးတာအဖေကပြောတယ်သူခေါ်လာတဲ့လှေတိုးသားအဲ့တော့ကျမအမေကအောက်နာပေါ့တော်ကလည်းတော့ကိုကမှရေထဲမိုးတဲ့လုတ်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခွန်းပဲပြောပါတယ်ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ तू ကပိုးဆင်းရဲရှာလို့ခေါ်လာတာပါကွယ်ပြောတဲ့အခါမှာကျမအဖေကမိကလည်းဘာမှမပြောတော့ပါဘူးအဲ့ဒီလူကြီးရဲ့နာမည်ကဦးတန်ခဲတဲ့ကျမတို့ကတော့ဘိုးတန်ခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ကစပြီးတော့ဘိုးတန်ခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲ तू ပိုးစရာရှိတော့လဲ तू ထင်းပေါက်စရာရှိတော့လဲ तू ကုန်းတင်စရာရှိတော့လဲ तू ရေပတ်စရာရှိတော့လဲ तू အားလုံးတိမ့်ကြုံလို့တော့ကျမအမေကတော့အားနာလာရ
ကိုတန်ခဲ့ရဲ့နားပါအောင်တော့ရော့ထညက်ကလေးနဲ့ရင်နွေးချမ်းလေးနဲ့တောက်လိုက်ပါဦးဘုတန်ခဲ့ရမနာမနေလို့ကျမတို့ကကြောင်းပိတ်လို့လှေပေါ်ကိုလိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာဦးဘုတန်ခဲ့ရကျမတို့ထမင်းလဲခူးကျွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလှုပ်ပြီးပေးတယ်လှေစားနေတဲ့အချိန်မှာဆိုရင်သူ့အမြဲတမ်းစလွယ်တိုက်ထားတဲ့ရေစနုပ်ပစိုးကြီးကိုလိတ်ပြီးဆင်ကြီးလှုပ်ကျမတို့ကသူ့ကြောပေါ်ကိုခွစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်နှမတွေကိုသူကထိန်းခဲ့တာပေါ့သွေးမတော်သားမဆက်နဲ့ကျမတို့မိသားစုကိုလှုပ်ကြွေးခဲ့ကျမအဖေကအမြဲတမ်းဘုတန်ငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးဟာတကယ်ကြုံကောင်းကြီးတယောက်ကွယ်ငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီးပြောတာမဟုတ်ဘူးသူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးတုံးအောက်ကဖားများလို့တုံးမော်ကိုတင်လို့မရတုံးအောက်ပြန်ဝင်တာပဲသူဟာကြုံကောင်းကြီးတယောက်ကွယ်မြင့်နဲ့ထင်းတဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘိုးတန်ခဲ့ကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတစ်ခုရှိခဲ့မှုပါတယ်ကျမတတ္တရာတန်းတော့9နှစ်10နှစ်သမီးတို့တတ္တရာတန်းတော့ကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကတောင်ပြင်မှာလှေလွန်းတင်နေဆိုတာလှေကိုပြုတ်ပြင်ဖာထေးတာပေါ့ကားများဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့အချိန်ခါမှာအရှိဘက်ဂေါ်ဝိတ်စိတ်ကအငိမ့်ပွဲကစိုက်နံပုံတန်တွေကဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိယောင်တွေကလည်းလင်းထိန်နေတော့ကျမကလေးပီပီပွဲကြည့်ချင်တော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါကျမတကြီးကြီးနဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်တော့ကျမပွဲလည်းမကြည့်ရဘူးအရိုက်လည်းခံရတယ်ဆိုတော့ကျမငိုးယိုပြီးတော့လေးကြီးလွန်းတင်ထားတဲ့အောက်ကကွတ်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပျော်သွားတစုံတယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမတိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက်အဲ့ဒါဘာတူလဲဆိုတော့ဘိုးတန်ခဲကြီးပေါ့ကျမကိုသူ့နှကန်းကိုလက်ညှိုးနဲ့ကန်လာဖြတ်ပြီးအတန်မထွက်နဲ့နော်ကျမလည်းတိလိုက်ပါတယ်သားလေးငုတ်တို့ထိုင်ပြီးဘိုးတန်ခဲကြီးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြမှာခြီထားတဲ့လက်လော်လှေလေးပေါ်ကိုကျမကိုတင်းဘိုးတန်ခဲကြီးနောက်ကလှေလော်ပြီးအရှိဘက်ဂေါ်ဝိတ်စိတ်ကန်းကအငိမ့်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကိုကျမကိုမုံနေဝယ်ကျွေးတယ်မိုးပြန်ပူပေါင်းလေးတစ်လုံးကျမဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထားကျမခလေးဆိုတော့မမြင်ရတော့သူ့ကုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ဝဲပြခဲ့တယ်ကျတော့ကျမခလေးပြီးအိပ်ပျော်သွားတာပေါ့အိပ်ပျော်သွားတော့သူ့ဆလွယ်တိုက်ထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထားကျမအတန်ဖလာနေကြတော့လန့်လို့သွားကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီကျမအဖေရဲ့အတန်ကျမကြားလိုက်ရပြီခမည်းတော်စဉ်းစားညာနေတဲ့လူပဲကျတော့ဘလောက်တောင်စိတ်ပူနေမလဲခမည်းမတွေးမိဘူးလားသူ့အမေဆိုရင်တက်သွားလို့သူရိုက်မိလို့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟောဒီဖလေလေးပျောက်တာရဲ့ခမည်းပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခမည်းတော်စဉ်းစားညာနေတဲ့လူကျမဖေကဒေါသနဲ့ဆက်ဆက်တုံးဘိုးတန်ငယ်ကြီးကိုလက်သီးနဲ့ထိုးချလိုက်ဘိုးတန်ငယ်ကြီးဟာနောက်ကိုတစ်ချက်ရိုင်သွားတာပြန်ပြီးတော့ရှေ့မောင်မျက်နှာထက်ခံတယ်ထိုးပြီးခံလိုက်တယ်နောက်တစ်ချက်ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်နေမနေ့လေးတော့ဘိုးတန်ငယ်ရဲ့မျက်နှာကြီးကတချမ်းကြီးညို့လို့ဒါပေမဲ့ဘိုးတန်ငယ်ကအပြုံးမပြတ်ဘူးကိုရင်ညိုအခုလိုကျုပ်ကိုလက်သီးနဲ့ထိုးလိုက်တာကျုပ်ကဖြင့်ဂျင်းနှပ်ပါဗျာကျုပ်ကလည်းကျုပ်ပဲဦးများသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကျုပ်ကသာဘိုးညိုကဟောဒီလိုလက်သီးနဲ့မထိုးဘူးဆိုရင်ကျုပ်ကလက်ပြမလုံးဖြစ်အောင်မှာနောက်တစ်ချက်ထိုးလဲကျုပ်ကခံမို့အစ်စ်မှာပဲဗျာပြုံနဲ့စိတ်မဆိုးရှာနောက်ကျမ9တန်းလောက်ရောက်တော့ကျမတို့ညာဆန်းလှေကြီးအဖေကရောင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စက်တာမော်တော်တွေခစ်စားလာတဲ့အချိန်ခါမှာလှေကြီးကအလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှေကြီးကိုရောင်းပြလိုက်အဲ့ဒီလှေကြီးရောင်းလိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘိုးတန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့ခါဘိုးတန်ခဲကြီးခါတီးတီးပဲညင်းတယ်ကျုပ်ခမရတို့နောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူးဘိုးတန်ခဲကြီးဘာကြောင့်ကျမတို့ဒါတော့ချစ်တာဘာကြောင့်ညင်းရပါတယ်လဲကျမစဉ်းစားရကောင်းမှမသိခဲ့ပါဘူးဒီလိုနဲ့ဘိုးတန်ခဲကြီးနဲ့ကျမတို့ဝေးကြရဘိုးတန်ခဲကြီးကျမတို့ရောင်းလိုက်တဲ့လှေပိုက်ရှင်များပေါ်ကျမတို့မန်းလေးစိတ်ကန်းကိုရောက်တဲ့အခါမှာဘိုးတန်ခဲကြီးကကျမတို့အိမ်ပေါ်တက်လာပြီးဖေးကိုနှိမ့်နေပေးတယ်အိမ်မှာလှုပ်ရှားရှိတာတွေထင်းပေါက်စီးတွေတုတ်နှောင်းအကုန်လှုပ်ပေးတယ်ကျမကလည်းဒီလိုနဲ့10တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့ဘိုးတန်ခဲကြီးနဲ့တွေ့တဲ့အခါမတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘိုးတန်ခဲနဲ့ကျမမတွေ့တာတော်တော်ကြာသွားခဲ့ကျမအဖေလည်းဆုံးသွားခဲ့အဖေဆုံးပြီးတော့တက်လာလောက်ရှိတဲ့အခါမှာဘိုးတန်ခဲကြီးကျမတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျမတို့ကဘိုးတန်ခဲမှန်းတောင်မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျမအမေကအံ့ဩလို့မော့ကြည့်တယ်ဘုတန်ခဲကြီးကတော်တော်ကိုအိုဇနာကြနေရှာပြီနော်လွယ်အိမ်အဟောင်းလေးကိုဂွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွတ်လို့
သူ့ပိုင်နာအဲ့ဒီလွယ်လေးတစ်လုံးပဲအိမ်ကိုရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့ခါမှာကျုပ်ကိုရင်ညိုဆုံးနံကြလို့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တစ်ခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါသိနေမကောင်းဘူးမင်းငါနားကိုလာပြီးပြုစုလှဲ့ပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းပြုစုပါမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီအတွက်ကျုပ်တာဝန်မကြည့်ဘူးဘုဒ္ဓံငယ်ရဲ့ဆွဆွနည်းနည်းပြောတာပေါ့နော်အဲ့ဒီမှာတညအိပ်ပြီးမနေ့လင်းတော့ဘုဒ္ဓံငယ်ကြီးကသူ့ရဲ့လွယ်အိတ်ကိုကောက်ဆွတ်ပြီးတော့ပြန်မဲပြင်တော့အမေကကိုတန်ခဲရဲ့နေပါအောင်တော့လားတော့ကျုပ်တို့နဲ့နေစမ်းပါအောင်တော့ကိုကျုပ်တို့ကျွေးနိုင်တဲ့ဘဝရောက်ပါပြီတော့တူမတွေတော်မီးတွေလည်းအလုတ်တွေအကင်နဲ့ဖြစ်နေပါပြီကျုပ်တို့အိမ်မှာတလုံးနေပါလားတော့ကျုပ်လုတ်ကျွေးပါမယ်တော့လုံးမလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘုဒ္ဓံငယ်ကအမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက်နဲ့ဆောက်ယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်ခါညင်းလိုက်တဲ့အခါကျမဒီတခါတော့တွေးပြီဘုဒ္ဓံငယ်ကြီးဟာဘာကြောင့်တောက်ခါညင်းရပါသလဲကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါတီရှိရပါသလဲကျမဒီခါမှတော့ကျမတွေးပါပြီပြန်ကန်ပြီးတော့ဘုဒ္ဓံငယ်ကအဖေရဲ့ဓာတ်ပုံကြီးစီကိုတွားပြီးအဖေဓာတ်ပုံကြီးကိုမော့ကြည့်လက်အုပ်ချပြီးမျက်ရည်တွေကတွေကျလာကိုရင်ညိုကြီးကျုပ်ကိုလက်သီးနဲ့ထပြီးထိုးပါဦးလားဗျာခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှာမိမအသေးသားသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားတကောင်ကျွတ်တမျက်နာဘဝနဲ့ရွာတဲ့ကလူတွေကကျုပ်ကိုလက်ညှိုးဝိုင်းထိုးတဲ့ချိန်ပေါ့တန်ခဲဟာလူမဟုတ်ဘူးဘလူတန်ခဲခိုက်လို့သူ့ရဲ့မယားတွေသားသမီးတွေဆုံးမရတာတန်ခဲဟာလူမဟုတ်ဘူးဘလူလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမည်းရဲဝံ့ခမည်းလှေကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲကဘလူးဆိုရင်ငါကရုပ်သေးစင်ရောက်မကွာလို့ခမည်းလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတယ်လေကျုပ်ကျေးဇူးတင်လို့မဆုံးဘူးကျုပ်လူပြရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမည်းကလူအဖြစ်သိမှတ်ပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တက်မှာခမည်းတို့မိသားစုကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတာကျုပ်တာလိုက်ထန်ချပြီးသားဒါပေမဲ့ခမည်းတို့မချမ်းသာခဲ့ဘူးကျုပ်လှုပ်အောင်မကြောက်ပါဘူးရေနှချမ်းပြန်ကွဲပြီစီကျုပ်လှုပ်ကြွေးပဲဒါပေမဲ့ခမည်းတို့ကျုပ်နဲ့နေခဲ့တဲ့တက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမည်းတို့မော်တော်ဝယ်လိုက်တော့မှခမည်းတို့ခြောင်နေသွားတယ်မို့လားအဲ့ဒါဘသူကြောင့်မှတ်တယ်လေအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစာတာပါတယ်ဗျကျုပ်ကဆင်းရဲစာတာလက်ဘွားတွေတော့မကဘူးကြောကုန်းမှတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကိုကူးနေတာဒါကြောင့်မို့လို့ခမည်းတို့ကျုပ်ရဲ့ဆင်းရဲတွေခမည်းတို့ကိုကူးမှဆိုလို့ခမည်းတို့လှေးရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာပေါ့အဲ့ဒါခမည်းတို့ချမ်းသာစေခြင်းလို့ခမည်းတို့နောက်ရောက်လိုက်တဲ့လှေပိုင်ရှင်တွေကလည်းဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာသုံးဦးတောင်ရှိပြီလက်ပြောင်းတာအဲ့ဒါကြုတ်ကြောင်ပေါ့ဘုဒ္ဓံငယ်ကြီးပြောလဲပြောငိုလဲငိုကျမဒါကိုကြားတဲ့အခါမှာရင်ထဲမှာနားလာကျမကိုယ်တိုင်လည်းမျက်ရည်ကျမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓံငယ်ကြီးကကျမတို့ဆင်းရဲတာဟာသူ့ကြောင့်သူ့ရဲ့ဆင်းရဲတွေကူးလို့သူ့ကြောင့်ကျမအဖေကတော့စက်တက်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးလှေကြောင့်တကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူးဘုဒ္ဓံငယ်ကြီးအဲ့ဒီနေ့ကပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျမသူ့ကိုလုံးမတွေ့တော့ပါဘူးဘုဒ္ဓံငယ်ကြီးဟာရိုးသားတယ်သစ္စာရှိသူ့ဘဝကိုသူနားလေတဲ့လောက်သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရခေါင်းမှမသိခဲ့ဘူးသူယုံကြည်ဆွဲနဲ့ဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အစွဲကြီးကိုလက်မဖြုတ်လက်ဆုပ်မဖြီစရာကင်ဆွဲသွားခဲ့တယ်ဘုဒ္ဓံငယ်ကြီးကိုတစ်ခါသတိရရင်ကျမစဉ်းစားနေမိကြအောင်သူ့ကိုအဲ့ဒီအစွဲကြီးဘယ်သူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြတ်ပြရမှာလဲဘယ်သူတွေရောတတ်နိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုဒ္ဓံငယ်လိုဆင်းရဲစာတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါတယ်လဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေတို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါတယ်လေဆိုတဲ့အငုံစိတ်ကြီးနဲ့နေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါတယ်လေတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓံဂိတ်ကြီးကနှစ်ပေါင်းများစွာကျမကို6လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်ဘိုးကြီးလို့တစ်တလုံးလွယ်သွားရတဲ့ဘုဒ္ဓံဂိတ်ကြီးညီတယ်နာကြီးလို့ရင်နဲ့အမျှတစ်တလုံးလွယ်သွားခဲ့ရတဲ့ဘုဒ္ဓံဂိတ်ကြီးကတော့လှေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လားရှင်ဆင်းရဲခြင်းဟာကုသနာလားဆင်းရဲခြင်းဟာကဘာနာလားဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့ဒီလိုအငုံစိတ်တွေနဲ့နေရတဲ့
ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင်ဘယ်လိုပုဂ္ဂိုလ်ဘယ်လိုအဖွဲ့အစည်းတွေမှာတာဝန်ရှိပါတယ်လဲပရိသတ်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဘုရားရှင်ထံမှာဆုတောင်းတတ်ကြတယ်စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းမှကင်းလွတ်ငြိမ်းတည်ဖြစ်၍ဆုတောင်းနေုံနဲ့ပြည့်ရောတယ်လားဆုတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လုပ်ရမယ့်အလုပ်ကကိုယုံကြည်မှုတိဆောက်ဖို့ပါပဲကိုကျမတို့ယုံကြည်ရလိမ့်မယ်ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာနဲ့ယုံထားမယ့်အချိန်ရောက်နေပါပြီပညာဆိုတဲ့နေရာမှာကျမတို့ကစာရေးဆရာတွေဆိုတော့စာဖတ်ဖို့အမြဲတမ်းတိုက်တွန်းပါတယ်တမယိုးကြမဟုတ်ပါဘူးစာမဖတ်တော့ဘာဖြစ်တယ်လဲစာမဖတ်တော့ဘာမှမသိရဘူးပေါ့ဘာမှမသိရတော့ဘာဖြစ်လဲသွားတာပေါ့လူအာကြီးတွေဖြစ်သွားတာပေါ့အဲ့ဒီသွားတဲ့လူအာကြီးတွေကိုပို့ပြီးအနိုင်ကျင့်လို့ကောင်းပါတယ်ဒါကြောင့်မလို့ဒီကနေ့မော်လမြိုင်မြို့စာပေဟောပြောပွဲကိုကြွရောက်လာကြတော့ချစ်တော်မော်ရွှေမြိုင်သူရွှေမြိုင်သားများမိမိတို့မျှော်လင့်တောင်းတသောလူနေမှုစနစ်တစ်ကြီးစီကိုပညာရွှေအိုးထမ်းယုံကြည်မှုရွှေအိုးကြီးထမ်းပြီးပြည်တော်ဝင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီကုန်းချုပ်ပါတယ်ရှင်